ယောက်ျားတွေကိုစိတ်ကုံသွားတာကြောင့်မိမအချင်းချင်းပဲပြန်ယူတော့မယ်လို့ဆိုလာတဲ့စိုးမြတ်ကလေးဟာမင်းသမီးစိုးမြတ်ကလေးဟာခင်ပွန်းဟောင်းနဲ့ကွာရှင်းပြီးတဲ့နောက်မှာတော့အမျိုးသမီးကနေအမျိုးသားစိတ်ပေါက်ကလိန်ပြောင်းထားတဲ့ကိုဖြူဆိုသူနဲ့လက်ထပ်တော့မယ်လို့လူပြောများနေပါတယ်။စိုးမြတ်သူစားရဲ့ညီမဖြစ်တဲ့စိုးမြတ်ကလေးဟာအရင်ကခင်ပွန်းဟောင်းနဲ့သမီးတစ်ယောက်ရရှိထားပေမဲ့အိမ်တော်ရေးအဆင်မပြေဖြစ်ခဲ့တာကြောင့်ကွာရှင်းခဲ့ရပါတယ်။အခုတော့ကိုဖြူနဲ့ပျော်ရွှင်နေပြီးသူ့ကိုပဲတစ်သက်လုံးလက်တွဲသွားမယ်လို့ဆိုပါတယ်။ခင်ပွန်းဟောင်းကပြန်ပေါင်းဖို့ကြိုးစားခဲ့ပေမဲ့စိုးမြတ်ကလေးကတော့ပြန်ပေါင်းဖို့အစီအစဉ်မရှိဘူးလို့ပြောပါတယ်။သမီးဖြစ်သူကလည်းမိခင်နဲ့အတူနေရရင်ကျင်းတဲ့လို့ဆိုတဲ့အတွက်စိုးမြတ်ကလေးဟာကိုဖြူနဲ့ပဲဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားမယ်လို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။ကိုဖြူဟာဂယူးဆိုင်တက်ပြီးသမီးကိုလည်းချစ်ခင်တဲ့အတွက်စိုးမြတ်ကလေးဟာအတွက်စိတ်ချမ်းသာရတဲ့လက်တွဲပေါ်တူဖြစ်တယ်လို့ဆိုပါတယ်။နုပညာလောကမှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လူပြောများဝေဖန်ခံရဆုံးလို့ပြောနိုင်တဲ့စိုးမြတ်သူသားတို့မောင်နှမတွေဟာဒီတစ်ခါမှလည်းလူပြောခံရနိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုလူသိရှင်ကြားထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။စိုးမြတ်ကလေးကတော့ဝေဖန်သူတွေဘလို့ပဲပြောကြပါစေသူရွေးချယ်ထားတဲ့လမ်းမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေကိုသူကိုယ်တိုင်ပဲခံစားဆန်စားရမှာဖြစ်တာကြောင့်ဝေဖန်တန်တွေကိုလစ်လျူရှုထားတယ်လို့ဆိုနိုင်ပါတယ်။